တွေးခေါင်းနေပါနဲ့ကွာဆိုင်ကယ်ကဆိုင်ကယ်ပါအမေဖြစ်ဒီမှာရှိနေရတယ်အိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြမယ်ဟုတ်တယ်တွေ့တာလမ်းမပေါ်မှာမဟုတ်ဆိုင်ကယ်ပေါ်မှာရှိနေတာကွာခုလိုတွေဆိုင်ကယ်စီဒီလိုပုံစံမျိုးတွေဝတ်စားထားတဲ့သူတယောက်စီကကန်ချမားဆိုတဲ့စကားကိုကြားရတယ်သူကအပေါ်ပါတမီးအပေါ်မှာရွှေဖူးကိုပြစ်လိုက်တဲ့သားကောင်တကယ်တည်းရဲ့လားဆိုပြီးတော့လာကြည့်တဲ့မုံဆိုးနဲ့တူနေတယ်ကွာရှင်ကသူ့အထင်တော်တော်နာတတ်တာပဲတမဲနေတဲ့ဝိညာဉ်ကတော့သူချစ်တဲ့သူပေါ်မှာသစ္စာရှိတယ်ဆိုင်ကယ်မှာရှိနေတဲ့မိန်းမအခုချိန်ကြီးရှိနေတော့ဒီလန်တစ်ခုကိုရောက်နေပြီလို့ခံစားပြီးတော့ on the road နာမည်ပေးထားတာပြန်သွားမင်းကဘာအောင်မင်းနေလဲ